အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကကြတော့ဖောက်ပြန်တဲ့เนาะဇုံလွဲအကြောင်းကိုပြထားတဲ့ဗီဒီယိုလေးပေါ့ဒါကြီးကဟိုလိုမျိုးတကူးတကာကြီးဗျာကျွန်တော်တို့ setting တည်ပြီးတော့ရိုက်ထားတဲ့တကယ်ဟိုဇက်ဝင်ကန်မဟုတ်ဘူးဒါကမတော်တဆ snap မိထားတဲ့ပုံစံမျိုးလေးပေါ့နော် snap မိထားတဲ့ပုံစံမျိုးလေးဘသူကဖောက်ပြန်ပြီးတော့ဘသူကမိသွားလဲဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအမျိုးသားဖြစ်သူကစပြီးတော့ဖောက်ပြန်တဲ့ဟာကိုသူတွေ့သွားတာပေါ့နော်အမျိုးသမီးဖြစ်သူကနေမိသွားတဲ့အချိန်မှာသူမရှိတဲ့အချိန်မှာတခြားအမျိုးသမီးတဦးနဲ့နန်းနေတဲ့ဟာကိုသူတွေ့သွားတယ်ဆိုတော့အရန်ပေါက်ကွဲတဲ့အချိန်မှာသူဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်အောင်ဗျာမိသွားတဲ့အချိန်မှာဘာလုပ်လဲဆိုတော့မိသွားတဲ့အချိန်မှာ तू လုံးဝတောင်းကြတယ်ကွာဟဲ့ပြီသိရမလားသူ့ယောက်ျားကိုတီးတယ်ပြီးတော့ချားမိန်းမကိုလည်း तू တီးတယ်တီးပြီးတခြားဘဲကိုသွားနန်းတဲ့အချိန်မှာဟိုဘဲရဲ့ reaction ကိုကျွန်တော်ကြိုက်တာဘာလဲဆိုတော့ယောက်ျားလေးဆိုတော့ယောက်ျားလေးပဲဗျာသူ့ရဲ့ခါးလေးကိုပြတ်ဖတ်တာတော့ကနေအော်တိုပဲဒါအလိုလဲအော်တိုမက်တစ်တုံ့ပြန်မှုပဲအမျိုးသားတွေအော်တိုတက်နေတဲ့ပညာရတစ်ခုပဲရှိရတယ်